မင်္ဂလာပါကျွန်တော်နာမည်အောင်ကျော်မိုးလို့ခေါ်ပါတယ်ကျွန်တော်ကတော့ရန်ကုန်မြို့တွင်းသုံးခောက်တူကားကြီးထောင်ထားပြီးတော့ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းလုပ်ဆောင်ပါတယ်ဒီနေ့ဗီဒီယိုကြည့်နေတဲ့ခင်ဗျားကိုကျွန်တော်ပြောပြချင်တဲ့အကြောင်းအရာလေးတစ်ခုရှိပါတယ်အဲ့ဒါတော့ခင်ဗျားမှာခင်ဗျားအရန်လိုချင်နေတဲ့အရာတစ်ခုဒါမှမဟုတ်ရင်အိမ်မက်တစ်ခုရှိလိမ့်မယ်အဲ့ဒီအရာခင်ဗျားရဲ့အပိုင်ဖြစ်တယ်တခြားသူတွေကအဲ့ဒီအိမ်မက်ကိုစိတ်ဝင်စားမှလည်းမဟုတ်ဘူးယူဆိုင်မှလည်းမဟုတ်ဘူးဒါပေမဲ့ခင်ဗျားကတော့အဲ့အိမ်မက်ကိုအလေးနဲ့ထားလိမ့်မယ်စောက်ကင်ထားလိမ့်မယ်အမှန်တကယ်ဖြစ်ပေါ်လာတဲ့အထီအောင်ကြိုးပမ်းဆောင်ရွက်ရလိမ့်မယ်ဒီနေရာမှာတခြားလူတွေကခင်ဗျားကိုအိမ်မက်တွေတကယ်ဖြစ်လာမှာမဟုတ်ဘူးခင်ဗျားဟာအတုံးမကျတဲ့လူတယောက်လို့ထင်ခဲ့မယ်မြင်ခဲ့မယ်ပြောခဲ့မယ်ဆိုရင်တော့မှခင်ဗျားတကယ်အတုံးမကျတဲ့လူတယောက်လို့ပြောလို့မရပါဘူးသူတို့ရဲ့ထင်မြင်ယူဆချက်တွေကထင်မြင်ယူဆချက်သက်သက်ဖြစ်တယ်တကယ်အဖြစ်အပျက်ကိုကိုစားမပြုဘူးကျွန်တော်ပြောတာရှင်းလားမသိဘူးတကယ်အဖြစ်အပျက်ကိုကိုစားမပြုဘူးသူတို့ပြောတိုင်းခင်ဗျားကအတုံးမကျတဲ့လူတယောက်လို့ပြောလို့မရဘူးတကယ်အခြေအနေအမှန်တွေကတော့ခမရရဲ့လုပ်ပုံကိုင်ပုံတွေးပုံခေါ်ပုံပြောပုံဆိုပုံခမရအဲ့ဒီအရာပေါ်ဘယ်လောက်ယူသွလဲဆိုတဲ့အရာပေါ်မှာအခြေခံနေအဲ့တော့ကျွန်တော်ပြောချင်တာကခမရဖြစ်ရှင်နေတဲ့အိမ်မက်တွေခမရစိတ်ထဲမှာရှိနေတဲ့အရာတွေကိုအမှန်တကယ်ယူသွပါဆွဲလန်းမှာဖြစ်ပေါ်လာတဲ့အထိအောင်အကောင့်တွေဖို့ပါအမှန်တကယ်ဖြစ်ပေါ်လာပါလိမ့်မယ်ကျေးဇူးအများကြီးတင်ပါတယ်အတွေ့အကြုံတစ်ခုရလိမ့်မယ်လို့ကျွန်တော်မျှော်လင့်ပါတယ်